အေးကိုခေါင်းဆောင်တင်မယ်ကျွန်တော်တို့အေးရဲ့ဥဆောင်မှုနောက်ကိုလိုက်မယ်ဒါက အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ကျွန်တော်တို့တိုင်းသားမျိုးနွယ်စုတွေကြားထဲမှာအချင်းချင်းကြားထဲမှာဒီချိန်ကချစ်ကြည်ရေးနဲ့ချစ်ခေရေးနဲ့မိတ်ဖက်နဲ့မဟာမိတ်ဆက်ဆံရေးဒီအရင်ကတည်းပုံမူပြီးတော့ခိုင်မာကောင်းမွန်လုပ်ရမယ့်အနေထားလဲဖြစ်တယ်အဲ့တော့ဒီလိုအနေထားမှာเนาะတကယ်လို့မြန်เนาะဝါကလည်းဟိုတလောကတော့ခေါ်ပြီးတော့ကိုပြောတယ်လေအစည်းအဝေးကိုခေါ်ပြောတယ်တရုတ်ကဖိအားဘလို့မှသူတို့ရင်မဆိုင်နိုင်တော့ဘူးသူတို့ရဲ့ပစ္စည်းတွေကိုလည်းတရုတ်ကသိမ်းထားတယ်နော်သိမ်းထားတယ်ဒါကြောင့်မလို့ငါနင်တို့ကိုလူလက်နက်အားနော်မကူညီနိုင်တော့ဘူးဟိုကຫນွေဥတော်လိုက်မှဒါမှမဟုတ်လို့ရှိရင်မဟာမိတ်တွေကိုမကူညီနိုင်တော့ဘူးဆိုတဲ့ဟာကိုခေါ်ပြောတဲ့အဆင့်ထိရောက်တယ်ဒါကကိုကတ်ဆိုလို့ရှိရင်လေတရုတ်ကဖိအားကြောင့်လာရှုကိုပြန်ပေးလိုက်ဒီလိုအနေထားမျိုးတွေဆိုတဲ့အခါကျတော့နော်ကျွန်တော်တို့ဒီတရုတ်ကဖိအားကိုဘလို့ကြော်ကြမလဲဒါလက်တွေ့အရန်ကြတယ်ဒါမို့ကိုကန်းနဲ့နော်ဝါနေကတရုတ်ကနော်ဟိုပါပေါ့ဗျာဩဇာကန်လို့ဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေတရုတ်ဩဇာကိုလှန်လို့မရဘူးပေါ့ဗျာနော်တရုတ်ကထက်သူတို့ရဲ့ဩဇာကိုလွှမ်းမိုးထားလိုက်တာပေါ့ဆိုလို့ရှိရင်ဝါနဲ့ကိုကန်းကကျွန်တော်တို့နောက်ွယ်မှာနော်ကျွန်တော်တို့ပူပေါင်းလို့ရမလားတရုတ်မသိအောင်တရုတ်ထောက်လိုက်မသိအောင်နော်ဒီလိုမျိုးပေါ့ဒါမှမဟုတ်လို့ရှိရင်လေတရုတ်ကိုနော်ကြောင်းမန်းကံမန်းသိအောင်ဆုံးမလို့ရမလားပေါ့တရုတ်ကသူ့အကျိုးစီးပွားရှိရင်တော့သူတို့ကကြောက်တယ်လीနော်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်ခါကြီးအောင်ကိုဒုံနဲ့ထိုးသူဖြစ်သွားမလားပေါ့နော်အခုဆိုရင်ကြောက်ဖြူဆိုလို့ရှိရင်လည်းကြည့်ကြည့်တရုတ်ကသူ့ရဲ့နော်အထူးတပ်ဖွဲ့တွေသူတို့ကတော့နာမည်ခံရတာတော့ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီလို့နာမည်ခံတာဒါပေမဲ့တရုတ်အထူးတပ်ဖွဲ့တွေပါနော်အဲ့ဒါတွေကိုပို့ထားတဲ့အပြင်အဲ့ကောင်တွေကမလာကျန်းဖတ်စစ်တပ်ဘက်ကနေပြီးတော့ဝိုင်းပြီးတော့တိုက်အမှန်မှန်တော့ကျွန်တော်တို့ဘက်မှာလူဦးတော်လိုင်းရေးဘက်မှာဒီပလိုမေစီပေါ့ဗျာနော်အောင်မြင်ခဲ့ရင်မှန်မှန်ကန်ကန်လုံနိုင်ခဲ့လို့ရှိရင်ဒါကိုရှောင်နိုင်ခဲ့ရမှာပေါ့နော်ဥပမာဆို NUG ရဲ့နော်ဒေါ်စင်မအောင်တို့ဘာလို့နော်သူကနိုင်ငံခြားဝင်ကြီးလို့ပြောတာဟုတ်ဒါကသူက NUG မှာနော်ခင်ဗျာနိုင်ငံတကာကိုဆက်ဆံရေးကနှစ်ဖွဲ့တောင်ရှိတာဒေါက်တာဆဆာဆိုလို့ရှိရင်လည်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုပြီးတော့ပြောတာဟုတ်နောက်ကိုယ်စားလှယ်ရုံးနေဆိုတာလည်းရှိသေးတယ်ဒီလောက်ကြီးအောင်ရှိတာတရုတ်ကိုကောင်းကောင်းလေးစီးယုံနိုင်ခဲ့ရမှာလို့ယုံကြည်တယ်နော်ဆိုတော့အဲ့ဒါက၄နှစ်ကျော်၅နှစ်အဟောတိကံဖြစ်ပြီးတော့မလုံနိုင်တဲ့အခါကျတော့တရုတ်ကမလာဘက်ကနေပြီးတော့ပြောင်တည်းရက်တည်တဲ့အပြင်ကိုတရုတ်နဲ့ဝါကူကနော်မဆိုကိုကတ်နဲ့ဝါကူပါ pressure ပေးတဲ့အခါကျတော့ယနေ့ဒီအနေထားကိုရောက်လာတာပေါ့နော်အဲ့လိုမျိုးဖြစ်လာအဲ့တော့ကျွန်တော်တို့ဘက်ကပြည်သူကနေပြီးတော့နော်အခွင့်အာဏာပေးတရုတ်ကိုအဲ့လိုမျိုးစီးရုံးဖို့တိုင်းသားလက်နက်ကိုင်ခေါင်းဆောင်ကြီးတွေစ조사ကြည့်စေချင်တယ်နော်ကျွန်တော်တို့တွေအကုန်လုံးဒီတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကြီးဘာလို့လဲဆိုတော့သူတို့ကမြေပြင်မှာရှိတယ်ဗျာလက်တွေ့လက်နက်ကိုင်ဖွဲ့စည်းဆိုတဲ့အခါကျတော့သူတို့တွေပြောလို့ရှိရင်နားထောင်နိုင်တယ်ဒါပေမဲ့ KIA ကြတော့ကြည့်လိုက်တရုတ်ကဖိအားပေးလို့မရအောင်ဘလောက်ဖိအားပေးပြုံလေးပဲဒီပလိုမေစီရဒါပေမဲ့လှုပ်ရှားကြီးကလှုပ်တယ်အဲ့တော့အဲ့မှာ KIA နဲ့ဒီဘက်က UWSA နဲ့ကိုကန့်နဲ့ပေါ့နော် MNDAA နဲ့ကွာခြားမှုကဘာလဲဆိုတော့ KIA ကသူ့မှာ sustainable ဖြစ်တယ်နော် self sufficient ဖြစ်တယ်ဆိုလိုချင်တာက KIA ဒီတရုတ်ပေါ်မှာနော်အစားအသောက်လက်နက်ခဲယမ်းရေစေဝါကအစဘာမှမိခိုနေစရာမလိုဘူးဒါအပြင် KIA ရှိမှဗျာကြောက်စိမ့်တွင်းနေရှိတယ်ဗျာနော်နောက်တစ်ခါကျတော့ဒီဘက်ကဆိုလို့ရှိရင်ကျွန်တော်တို့အခုဆိုမြေရှားသတ္တုတွေရှိတယ်တရုတ်ကိုယ်တော်မှ KIA ကအပေါ်စီးကဆက်ဆံလို့ရတဲ့အနေအထားရှိတယ်ဒါပေမဲ့ကိုကန့်နဲ့ဝအထူးသဖြင့်ကိုကန့်ဆိုလို့ရှိရင်တော်တော်ကြီးကိုတရုတ်ကိုမိခိုးရတဲ့ခါကျတော့သူများကိုမိခိုးရလို့ရှိရင်ဩဇာကတော့ခံကြရအဲ့လိုပုံစံဖြစ်တယ်အဲ့တော့တကယ်လို့မြန်ကျွန်တော်တို့ကတရုတ်ကိုပြန်ပြီးတော့စီးအောင်နိုင်မလားနော်ကိုကန့်နဲ့ဝကကျွန်တော်တို့
တခါကျွန်တော်တို့ရှမ်းအဖွဲ့တွေအကုန်လုံးပါမယ်ဆိုရင်တော့ကျွန်တော်လည်းဖြစ်စေချင်တာကိုပြောနေတာတကယ်လို့ဒီအဖွဲ့တွေမြ мян ပါရင်မြ мян အောင်မယ်ဗျာအားလုံးတိုက်ကြရမှာဗျာအဲ့တော့အခုလောလောဆယ်ကပွဲကြည့်ပြိတ်သက်လုံမနေစေချင်ဘူးလုံမနေစေချင်ဘူးเนาะတခါသူတို့တွေတိုက်ပလိစီသူတို့တွေစစ်ပန်းတဲ့အခါကျမှငါတို့ကအသာလေးပဲဆိုတဲ့စိတ်ဓာတ်မျိုးတွေလည်းကျွန်တော်တို့မထားစေချင်ပါဘူးယနေ့2021ဒုဒေါ်လာကြီးကနေစပြီးတော့ကျွန်တော်တို့ဒေါ်လာရင်းတပ်ဖွဲ့တွေတိုင်းရင်းသားနိုင်ငံတပ်ဖွဲ့တွေအကုန်လုံးကလည်းလူသစ်စိတ်သက်တွေနဲ့တကယ်ကိုပြည်တော်စုစိတ်ဓာတ်တွေပေလုံစိတ်ဓာတ်တွေဖက်ဒရယ်စိတ်ဓာတ်တွေနဲ့နော်ကျွန်တော်တို့တွေမဟာမိတ်စိတ်ဓာတ်တွေနဲ့ပေါင်းပြီးတော့မအလာကိုနှွားစေခြင်းနဲ့တခါမအလာဂျမ်ဖတ်စစ်တပ်ဆိုတာကဗမာတက်မဟုတ်ပါဘူးအဲ့ဒါကိုကျွန်တော်ပြောချင်တယ်မလာဂျမ်ဘတ်စစ်တပ်ဒီဗမာတက်မဟုတ်ပါဘူးမလာဂျမ်ဘတ်စစ်တပ်ဒီဆက်အာနာရှင်ဒဇူအီလက်ကင်ဒုတ်ဖြစ်ပါတယ်မလာဂျမ်ဘတ်စစ်တပ်ဒီဗမာကိုကိုစားမဖြစ်ပါဘူးကျွန်တော်ဗမာတိုင်းသားတယောက်အနေနဲ့ဒါကိုကျွန်တော်ပြောချင်တယ်ယနေ့ကြည့်ပါနော်88အေးခင်းကလေးကနော်ဗမာတိုင်းသားတွေအဲ့မတိုင်ခင်ရလဲအဲ့လိုပါပဲနော်ဗမာတိုင်းသားတွေလက်နဲ့ဆွဲကင်တော်လန်ခဲ့ကြတယ် ABSDF ဆိုပြီးတော့ပေါ်လာတဲ့အချိန်မှာဗမာတိုင်းသားတွေအများကြီးပါခဲ့တယ်ယနေ့ຫນွေဦးတော်လည်းမှာတော့ဗမာလက်နက်ကင်တပ်ဖွဲ့တွေပေါ်လာပြီးတော့နော်ပေါ်လာပြီးတော့ကျွန်တော်တို့မအားလာကိုအညာဗမာဒေသတွေမှာကောင်းကောင်းကြီးနှွားနေတယ်မအားလာတွေရဲ့တင်းချိုင်းကိုဖြစ်စေနေတယ်စစ်ခွေးတင်းချိုင်းစကိုင်းတိုင်းအခုဆိုစစ်ခွေးတင်းချိုင်းမကွေးတိုင်းပြည်သူတွေရေးပါစစ်ခွေးတင်းချိုင်းပဲခူးတိုင်းစစ်ခွေးတင်းချိုင်းမန္တလေးတိုင်းစစ်ခွေးတင်းချိုင်းအေရဝတီတိုင်းစစ်ခွေးတင်းချိုင်းရန်ကုန်တိုင်းဆိုတဲ့ကမ်ပိန်းနဲ့နော်အတိတ်တောင်နမိတ်ဆောင်ပြီးတော့ပြည်သူတွေရေးစေချင်တယ်ကွန်မန့်ကိုလည်းအခုရေးစေချင်တယ်နော်စစ်ခွေးတင်းချိုင်းရန်ကုန်တိုင်းစစ်ခွေးတင်းချိုင်းပဲခူးတိုင်းစစ်ခွေးတင်းချိုင်းအေရဝတီတိုင်းဝမ်းရေးကြပြီးတော့အဲ့စိတ်ဓာတ်တွေကင်ဆွဲပြီးတော့တို့ဗမာတွေကလည်းမအားလာကိုစော်နေတယ်အကြမ်းမစစ်တပ်ကိုစော်နေတယ်ဆိုတာကိုကျွန်တော်တို့ပြစေချင်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီကြွေးကြော်အတန်တိုင်းကျွန်တော်တို့စစ်ခွေးတွေကိုနော်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းနော်စကိုင်းတိုင်းနော်မကွေးတိုင်းရန်ကုန်တိုင်းနေရာအနှံ့မှာရှိတဲ့နေရာမှာတွေ့ရသင်္ချိုင်းဓာမဆိုင်မလာဂျမ်ဘတ်စစ်တပ်ကကောင်းနေအကုန်လုံးကိုမရဏကိုပို့နိုင်ဖို့ကျွန်တော်တို့ကြိုးစားကြရအောင်ယနေ့ချိန်မှာကျွန်တော်တို့လက်တွေ့တကယ်ဖြစ်စေတကယ်လုပ်တယ်တကယ်အောင်မြင်နေတာကတော့အာရခတက်တော်အေးပါပဲအဲ့တော့ကျွန်တော်ဒီနေ့သတင်းစကားပေးချင်တာကအာရခတက်တော်အေးရဲ့ဥဆောင်မှုအောက်ကိုကျွန်တော်တို့လိုက်ကြရအောင်လိုက်ကြပါစို့ကျွန်တော်တို့ဒီဆရာတင်မားလို့မရဘူးခေါင်းဆောင်တင်မားလို့မရဘူးတကယ်မလုပ်တဲ့ကောင်တွေပတ်စံတွေကိုသုံးခဲ့တယ်နော်ဆုံးဖြတ်ပိုင်ခွင့်တွေကိုသုံးခဲ့တယ်ဝေကြေးတွေကိုဘုံခဲ့တယ်ဖြုံးခဲ့တယ်အဲ့တော့အချိန်တွေအများကြီးဆုံးရှုံးသွားသလိုဘဝတွေလည်းဆုံးရှုံးခဲ့တယ်အဲ့တော့ကျွန်တော်တို့ယနေ့ဒေါ်လာရေးကြီးအောင်မြင်ခြင်းကျွန်တော်တို့ပြည်သူတွေစဉ်းစားရမှာကတကယ်လုတ်တဲ့သူကိုခေါင်းဆောင်တင်ရမှာပါယနေ့ပြည်ပြည်မှာတကယ်လုတ်နေတဲ့အဖွဲ့အစည်းတွေရှိတယ်အညာဗမာဒေသမှာလည်းရှိတယ်အသင်းအဖွဲ့တွေကျွန်တော်တပ်ပေါင်းစုဆိုပြီး NRD ဆိုပြီးတော့ပေါ်လာတယ်နော်ဖွဲ့ဖို့ကြိုးစားတယ်ဒါအပြင်ကျွန်တော်တို့အညာဗမာဒေသမှာဆိုလို့ရှိရင်နော် BNR တို့ BA တို့ဒါမျိုးတွေပေါ်လာတာရှိတယ် PR ရှိတယ်နောက်တစ်ခါကျတော့ကျွန်တော်96 soldier ဆိုတာရှိတယ်နော်ဒါမျိုးတွေရှိတယ်ဒါအပြင်ယနေ့အားလုံးရဲ့အကိုနေရာမှာဖခင်ကဲ့သို့တည်ရှိနေတဲ့အာရခတ်တက်တော် AA ရဲ့ဥဆောင်မှုအဲ့ AA နောက်ကိုကျွန်တော်တို့တွေအကုန်လုံးကငါတို့ခေါင်းဆောင်မလို့သွားပြောနေစရာမလိုဘူးသွားပြီးတော့ကိုကထောက်ခံလိုက်ရင် तू ကခေါင်းဆောင်မှုပေးပြီးသားပဲကိုကသွားပြီးတော့ဘူပေါင်းပြီးဆောင်ရလိုက်ရင် तू ကခေါင်းဆောင်မှုပေးပြီးသားပဲအဲ့တော့ပြောချင်တာကခုနကအခုကပ္ပစဆက်ယုံနေနာကို AA ကရောက်ပြီနော်ညောင်ကျိုးနတ်ရေကန်နတ်တွာကုန်းနော်အများကြီးပဲအဲ့ကကြတော့ဟေးဟုတ်တယ်ဟာငါတို့ရဲ့အာရကန်အာမီကွာအဲ့လိုမျိုးပြောပြီးတော့အောင်ပွဲခံတော်လေအေးကိုနောက်ကျောကဓာတ်နဲ့ထိုးနေတဲ့ခုနကဘင်္ဂါလီအုပ်စုတွေကိုကျွန်တော်တို့တွေကရှုံချကန့်ကွက်ဖို့မမေ့သင့်ပါဒါအပြင်ကဘာမှာနော်ဘင်္ဂလားဒေ့ရှ်ဝင်ကြီးချုပ်ဆိုတဲ့ကောင်ဟိုကောင်ဘာလို့လဲယူနော့ယူနော့ကိုစီစွတ်ပြီးအပီချွတ်ဖို့နော်အပီချဖို့လဲမမေ့ဖို့အရေးကြီးပါတယ်
အဲ့မှာအာဂျင်တီးနားမှာနော်အာရကတက်တွေခေါင်းဆောင်တွေကိုဝရမ်းထုတ်တယ်ဆိုပြီးတော့လှုပ်တဲ့အချိန်မှာလဲကျွန်တော်တို့ဘီသူတွေကဘင်ဂျိုအုပ်စုတွေကိုပြက်ပြက်တသားစန့်ကျင်ကန့်ကွက်ဖို့ဘာကြောင့်လဲကျွန်တော်တို့မှာတာဝန်တွေတခါတည်းပါလာတယ်အေးကိုခေါင်းဆောင်တင်မယ်ကျွန်တော်တို့အေးရဲ့ဥဆောင်မှုနောက်ကိုလိုက်မယ်ဒါကမှန်ကန်တဲ့ရွေးချယ်မှုလို့ကျွန်တော်တို့ယုံကြည်တယ်ဘာကြောင့်လဲပြီးခဲ့တဲ့၄နှစ်မှာနော်တကယ်မလှုပ်တဲ့အုပ်စုတစုကခေါင်းဆောင်မှုနေရာကိုပိတ်ပြီးလှုပ်သွားပြီးတော့စီးလုံးမှုကိုလည်းမတိဆောက်ဘူးတွဲခွဲမှုကိုတိဆောက်တယ်ပြည်တော်စုစိတ်ဓာတ်ကိုမတိဆောက်ဘူးဆရာမွေးတပည့်မွေးနဲ့မိမိပါတီအာဏာရရေးကိုလုပ်တယ်မြေပြင်ကိုရအောင်ထောက်ဖို့မလုပ်ဘူးဖန်ရေဇာတွေအိမ်ဝယ်ဖို့ကားဝယ်ဖို့ဆိုင်ဖွင့်ဖို့အရက်ဆိုင်ဖွင့်ဖို့တော့ဒါတွေအတွက်ကိုလုပ်ခဲ့တဲ့အခါကျတော့အသက်တွေ၄နှစ်စာဆုံးရှုံးခဲ့တယ်အချိန်တွေ၄နှစ်စာဆုံးရှုံးခဲ့တယ်တကယ်တော့ကျွန်တော်တို့အာရကတက်တော် AA ကတကယ်လှုပ်ချင်ရင်တကယ်ကောင်းမွန်တဲ့ခေါင်းဆောင်မှုရှိရင်တကယ်အောင်မြင်တယ်ဆိုတာကိုယနေ့အာရကတက်တော်ရဲ့အောင်မြင်မှုတွေကိုကြည့်ရင်သိနိုင်တယ်အဲ့တော့ကျွန်တော်တို့တွေကဘိုးဝင်ခံပါအာရကတက်တော်ရဲ့နောက်ကိုလိုက်ကြပါအာရကတက်တော်နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ပါအာရကတက်တော်ကလှုပ်လို့ရှိရင်တကယ်ဖြစ်ပါတယ်နော်အခုဆိုရင်ကပ္ပစနားတွေရောက်နေပြီအဲ့တော့ကျွန်တော်တို့ကတစ်ဖက်ကအောင်ပွဲခံတယ်လို့တစ်ဖက်ကလည်းအကာအကွယ်ပေးဖို့ပူးပေါင်းဆောင်ရွက်ဖို့နော်ကျွန်တော်တို့မှာတာဝန်ရှိတယ်အဲ့တော့ဒါကိုလည်းကျွန်တော်ပြည်သူတွေအကုန်လုံးကိုသတင်းစကားပေးခြင်းတယ်အဲ့တော့ကျွန်တော်တို့နော်ကျွန်တော်အမြဲတမ်းပြောနေကြစကားတစ်ခုရှိတယ်ကပ္ပစကြမဟာလာကြကပ္ပစကြမဟာလာကြကပ္ပစကြမဟာလာကြကပ္ပစဆိုတာကာကွယ်ရေးပစ္စည်းစက်ရုံဆိုတော့မြန်မာပြည်မှာကာကွယ်ရေးပစ္စည်းစက်ရုံ25ရုံရှိတယ်လို့ကျွန်တော်တို့သိရတယ်နော်ဆိုတော့အခုဆိုလို့ရှိရင်အဲ့ဒီကာကွယ်ရေးပစ္စည်းစက်ရုံတွေနားအထိကိုAA ကရောက်လာနိုင်တယ်ဆိုတဲ့အောင်မြင်မှုကြီးကနည်းနည်းနော်ကြီးမဟုတ်ပါဘူးနော်နည်းနည်းနော်ကြီးမဟုတ်ပါဘူးအရင်တုန်းကဆိုလို့ရှိရင်ဒါတွေဆိုတာစိတ်ကူးရင်အိမ်မက်ထဲမှာပဲနော်စိတ်ကူးရင်အိမ်မက်ထဲမှာပဲရှိလို့ရခဲ့တဲ့အနေထားပါရတဲ့အချိန်မှာတော့ရောက်လာပါပြီနော်နေဝင်းတို့တန်းရွှေတို့ကကပ္ပစဆက်ယုံနေကာကွယ်ပစ္စည်းဆက်ယုံနေဆိုတာကနော်သူတို့ကိုလာတိုက်လို့မရဘူးလို့သူတို့မှတ်ယူခဲ့တဲ့အေယာဝတီမြစ်ကအရှိတ်ချမ်းနဲ့အနောက်ချမ်းမကွေးတိုင်းပဲခူးတိုင်းအဲ့ဒီနှစ်ခုမှာအဓိကလုတ်ခဲ့ပါတယ်မကွေးတိုင်းမှာ15ယုံကာကွယ်ပစ္စည်းဆက်ယုံပဲခူးတိုင်းမှာ9ယုံထိရှိပါတယ်နော်အဲ့တော့မကွေးတိုင်းနဲ့နော်ပဲခူးတိုင်းမှာဆိုလို့ရှိရင်22ယုံထိရှိတယ်နော်ကာကွယ်ပစ္စည်းဆက်ယုံက25ယုံရှိတယ်နေပြည်တော်တက်ကုန်းမှာကနော်2ယုံရှိသလိုရန်ကုန်တိုက်ကြီးမှာက1ယုံရှိတယ်အဲ့တော့အဲ့ကပ္ပစကြရင်မဟာလာကြပြီအဲ့တော့ကပ္ပစကြမဟာလာကြအဲ့တော့ကျွန်တော်ပြည်သူတွေကွန်မန့်ရေးပါကပ္ပစကြမဟာလာကြကပ္ပစကြမဟာလာကြအဲ့တော့ကျွန်တော်တို့အခုအရကတက်တော်နဲ့မဟာမိတ်တွေကပူးပေါင်းပြီးတော့နော်ကပ္ပစစက်ယုံဒီနားထိရောက်လာပြီဒီစစ်ဦးကိုရှေ့ကိုနော်မကွေးတိုင်းမှာ15ရက်ဟုတ်တယ်ရှေ့ကိုဒီတက်ပို့ပြီးတော့အရှိန်အဟုန်ပြည့်ပြည့်နဲ့ရောက်ဖို့လို့အတွက်နော်အရှိန်အဟုန်ပြည့်ပြည့်နဲ့ရောက်ဖို့လို့အတွက်ကျွန်တော်ပြည်သူတွေနော်ကျွန်တော်ပြည်သူတွေနော်ကျွန်တော်ပြည်သူတွေအထူးသဖြင့်မြေပြင်မှာရှိတဲ့ရဲဘော်တွေနော်ဥပမာဆိုလို့ရှိရင်အရှိုချင်းတက်ဖွဲ့ဆိုရင်တော့သိကြတယ်အမ်ဘရန်တိုက်ပွဲတွေမှာဆိုတာနာမည်ကြီးပဲနော်ဒီအေနဲ့ကျွန်တော်တို့ပူပေါင်းပြီးတိုက်ပွဲနဲ့ဝင်နေတာနာမည်မထုတ်ဖို့မကြေညာထားတော့ကျန်တဲ့အဖွဲ့တွေလည်းရှိနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒေသအသီးသီးမှာနော်ပခုတ်ကူတို့ရေစကြိုတို့နော်6တို့နော်ကျွန်တော်တို့တွေဒါလည်းကျွန်တော်မကွေးပေါ့ဗျာဒေသအသီးသီးမှာပေါ့နော်အထူးသဖြင့်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာမမလူကြီးကိုကျွန်တော်ပြောချင်တယ်ခင်ဗျားတို့ပကဖတွေကိုလက်နက်တွေတက်ဆင်ပေးထားတယ်နော်စစ်မတိုက်ဘူးဟိုမှာမြေပြင်မှာရှိတဲ့ LDF တွေကနေပြီးတော့သွားစော်တယ်ခင်ဗျာပကဖတွေမှာလက်နက်အပြည့်စုံရှိတယ်ပကဖတွေကိုကြော်ပြီးတော့ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေရှိကိုရန်သူစစ်ခွေးတွေကရက်ရောက်လာတယ်ဒါကြီးကတော့ရုပ်ပေါက်တော့အားကြီးတယ်နော်ခင်ဗျားတို့စစ်မတိုက်ဘဲနဲ့ဘာကြောင့်မို့လို့လက်နက်တွေကင်ထားလဲဒါကိုကျွန်တော်တို့နော်ကျွန်တော်ကိုယ်တိုင်လည်းထောက်ပြပြောဆိုလာတာ၄နှစ်ကျော်လာပါပြီအဲ့တော့အဲ့ဒီအဖွဲ့အစည်းတစ်ခုတည်းနော်အဖွဲ့အစည်းတစ်ခုတည်းတကယ်စစ်မတိုက်မဲ့တို့တပည့်ဆိုတာဘာလဲ NLD ကနေပြီးတော့ပုံစံပြောင်းပကဖဖွဲ့ NLD ကအမာခံနေနဲ့ဖွဲ့ပြီးတော့လက်နက်တက်ဆင်ပေးတယ်ဘာကြောင့်လဲတစ်ချိန်အာဏာပြန်ရလို့ရှိရင်လက်ကင်ထုတ်တက်ဖွဲ့ကြိုတီဆောက်ထားတာအဲ့တော့စပြီးလုတ်ခရဲရွေချက်မှားခဲ့တဲ့အခါကျတော့တကယ်စစ်မတိုက်ဘူးစစ်မတိုက်တော့ဘာဖြစ်လဲ
တကယ်လုပ်တဲ့သူတွေပို့ပြီးတော့ပိတ်မှန်းတယ်လို့အသက်ဆုံးရှုံးရတာပုံများတယ်ဒါအပြင်ရန်သူကိုအချိန်ပေးတယ်လို့ဖြစ်တယ်နော်ကျွန်တော်တော်လိုင်းဘက်ကိုအရင်နေတာတယ်အဲ့တော့ခင်ဗျားတို့ပသုံးလုံးနေခင်ဗျားတို့နော်တကယ်တော့ပကဖတွေပေါ့ဗျာခင်ဗျားလက်နဲ့ဒီကင်ထားတာပဲအရကတ်တော့အေအေနဲ့သွားပြီးတော့ပူပေါက်ပြီးတော့တိုက်ပွဲဝင်စေခြင်းတယ်နော်တိုက်ပွဲဝင်နေခြင်းစေခြင်းတယ်နော်ပြည်သူကလက်နဲ့ဒီပေးထားတယ်ဆိုတာခင်ဗျားတို့ကိုနော်ဓာတ်ပုံလေးကင်ပြီးတော့နော်ဓာတ်ပုံလေးဟိုတနက်လေးကင်ပြီးဓာတ်ပုံလေးရိုက်ပြီးတော့ live ပေါ်တင်ဖို့မဟုတ်ဘူးခင်ဗျားတို့အခွန်ကောက်စားနေဖို့မဟုတ်ဘူးအဲ့တော့အခွန်ကောက်စားနေတယ်ဆိုလို့ပြောပါဦးမယ်အားရကတ်တော့အေးလောက်သွားတာတွေ့လားခင်ဗျားဒီလိုတိုက်ပွဲကြီးတွေဖော်တယ်ဆိုတာကနော်စနစ်တကျစီမံမှုမရှိဘဲနဲ့ဖော်လို့မရကြီးစံကိုရေလိုသုံးရတာလက်နက်ခဲယမ်းကိုအလှလိုသုံးရတာသုံးနိုင်နေဘာကြောင့်လဲကောင်းဆောင်ကောင်းတွေရှိတာကိုစနစ်တကျစီမံခန့်ခွဲတာကိုအဲ့တော့ခင်ဗျားဒီမှာကျွန်တော်တို့ဒါမှန်းကြည့်တာပါအေးမှာကိုပိုင်ထုတ်လုပ်တဲ့စက်ရုံတွေမရှိပဲတဲ့ဒီလောက်သုံးနိုင်မလားဆိုတာကျွန်တော်ခံမှန်းကြည့်လို့ရတယ်ဒါမြည်သူမဆိုခံမှန်းကြည့်လို့ရတာပဲအခု၄နှစ်တာကာလအတွင်းမှာတကယ်တော့ဗမာဒီဆိုတာကကျွန်တော်တို့ဗမာဒီသားကိုပေါ့ဗျာနော်ကိုစားပြုပြီးတော့ခေါင်းဆောင်နေဆိုတဲ့ပုံကိုယ်တွေပေါ့အဲ့တော့ဗမာဒီသားကိုစားပြုပြီးတော့ခေါင်းဆောင်နေဆိုတဲ့ဟာကိုလည်းပြောပါဦးမယ်တကယ်တော့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကနော်သူတို့ကိုဗမာကိုစားပြုလို့ပဲသတ်မှတ်ထားတာတကယ်တော့ဗမာတွေကကျွန်တော်တို့အပါဝင်ပေါ့သူတို့ကဗမာကိုစားပြုအစိုးရအဖွဲ့အနေနဲ့တော့လက်မခံပါဘူးဒါပေမဲ့သူတို့ကတော့သူတို့ကိုသူတို့တော့ပြည်ထောင်စုအစိုးရလို့တော့ကြီးညာပါတယ်သို့တော့ဘယ်တိုင်းသားလူနည်းစုကိုသွားမေးမေးအဲ့တိုင်းသားလူနည်းစုတွေအတွက်ကတော့သူတို့အစိုးရမဟုတ်ဘူးလို့ဖြေပါလိမ့်မယ်ထို့တူဆိုပဲဗမာတိုင်းသားကလည်းကျွန်တော်တို့သူတို့ကိုငါတို့အစိုးရအနေနဲ့တော့မသတ်မှတ်ပါဘူးခင်ဗျားတို့ပြည်ထောင်စုအစိုးရအနေနဲ့နော်ဟိုဘက်က USSR လို့ပေါ့ Soviet government လို့မျိုးခင်ဗျားတို့နေကြလဲနေပေါ့နော်အဲ့တော့အဲ့မှာကမရှင်းလင်းတဲ့အခါကျတော့ဘာဖြစ်တယ်လဲဆိုတဲ့အခါကျတော့ရလာတဲ့ resources တွေငွေကြေးတွေနောက်ကျတော့တကယ်ကိုပြပြတသားဆုံးဖြတ်ရမယ့်ဟာတွေလှုပ်ဆောင်ရမယ့်ဟာတွေကိုစားပြရမယ့်ဟာတွေကျတော့မရှင်းလင်းမပြတ်သွားပဲနဲ့ဝေးလေးလေးဖြစ်ကုန်တယ်ဒီကြားထဲမှာအရေးချင်းမရှိတာတွေနော်အကျင့်ပြတ်ချစားမှုတွေပေါင်းလိုက်တဲ့အခါကျတော့သူတို့ရဲ့ဆက်ပြီးတော့ဥဆောင်မှုသာရှိနေဒေါ်လာကြီးအခြေအနေမှာကောင်းနော်အဲ့တော့ဒေါ်လာကြီးအခြေအနေကောင်းမှုလို့အတွက်နော်တကယ်လက်တွေ့လုံးမဲ့အဖွဲ့တွေပေါ်လာနေသလိုငကိုတွေကလည်းမြေပြင်မှာရှိနေတဲ့အဖွဲ့အစည်းတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့တွေကခေါင်းဆောင်တင်တာမှန်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီသတင်းစကားကိုတကဘာလုံးမှာရှိတဲ့မြန်မာ community အားလုံးကိုလည်းကျွန်တော်သတင်းစကားပေးခြင်းတယ်ကျွန်တော်တို့တွေခေါင်းဆောင်တင်တာမှန်ဖို့လိုတယ်ခေါင်းဆောင်တင်တာခေါင်းဆောင်ရွေးတာမှားလို့ရှိရင်ကျွန်တော်တို့အကုန်လုံးဟောတိကံဖြစ်ကုန်လိမ့်မယ်ယနေ့အချိန်ဆိုရင်ပဲကျွန်တော်တို့၄နှစ်ကျော်လောက်အချိန်လေးကုန်ဆုံးခဲ့ရတယ်မြေပြင်မှာဘဝတွေဆုံးရှုံးရတယ်ဒါတွေဒီကျွန်တော်တို့ခေါင်းဆောင်အတင်မားခဲ့လို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တင်ပြခြင်းတယ်ယနေ့အချိန်မှာဘသူကတော့ဖွဲနေစကွဲဘသူတွေကတော့တကယ်လုံနိုင်တဲ့အဖွဲ့တွေဆိုတာကျွန်တော်တို့မြင်နေရပြီဖြစ်တဲ့အတွက်ကျွန်တော် propose လုပ်ပါတယ်ကျွန်တော်တို့အားလုံးနော်အညာဗမာဒေသမှာနော်အေအေရဲ့ခေါင်းဆောင်မှုနောက်ကိုလိုက်ကြပါမြန်မာပြည်မြောက်ပိုင်းမှာနော်ကျွန်တော်တို့စကိုင်းဘက်မှာ KIA ရဲ့ခေါင်းဆောင်မှုနောက်ကိုလိုက်ကြပါ KIA နဲ့ AA ကဥဆောင်ပြီးတော့လုပ်နေတဲ့တော်လှန်ရေးကအောင်မြင်ပါကျွန်တော်နားလည်ထားသလောက်တော့ KIA ကလည်းလက်တွေ့နော်တသေးချာဥဆောင်မှုပေးနေတယ်တော်တော်ကျွန်တော်ဒီနေရာမှာ KIA ခေါင်းဆောင်ကြီးတွေကိုမြစ်တာရက်ခံလို့တာတခုတော့ရှိတယ်နော်ကျွန်တော်မြေပြင်အတန်ကိုလည်းတသေးချာလေးနားထောင်ပေးပါနားထောင်နေတယ်နားထောင်နေလို့လည်းကျွန်တော်တို့ယုံကြည်ပါတယ်မြေပြင်မှာရှိတဲ့လက်တွေ့တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေကိုဥဆောင်မှုပေးပါမဟာမိတ်ဖွဲ့ပေးပါလက်ခံပေးပါနော်ဒီလိုနီးအားဖြင့်နော် KIA နဲ့ AA ကနေပြီးတော့ဥဆောင်ပြီးတော့မြန်မာတပီလုံးလွတ်မြောက်ရေးတက်ပွဲကိုဖော်ဆောင်ရင်သေးကြတဲ့ကျွန်တော်တို့နိုင်ကိုနိုင်ပါအခုလည်းဖော်ဆောင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအောင်ကိုအောင်ပါနော်အောင်ကိုအောင်ပါဖြစ်တယ်အဲ့တော့ကျွန်တော်တို့တွေအကုန်လုံးနော်ဒီဒေါ်လာရေးကြီးအောင်ဖို့လို့အတွက်အောင်ဖို့နီလန်းများကို
အောင်ဖို့နီလများကြီးဆိုတာကျွန်တော်တို့ဘာတွေလဲခုနကခေါင်းဆောင်ကျင်တာမှန်ဖို့နော်မာမိတ်ပွဲတာမှန်ဖို့အောင်ဖို့နီလများကိုအောင်ဖို့လုံနိုင်သူများနဲ့အောင်အမြင်ဖို့အချိန်နဲ့တပြေးညီလောက်ကြရမည်ဟုဆိုသည့်အတိုင်းကျွန်တော်တို့အားလုံးကနော်အေအေရဲ့ဥဆောင်မှု KIA ရဲ့ဥဆောင်မှုနော်အဲ့ဒီနောက်ကိုမမိတ်မသုံလိုက်ပြီးတော့နော်အေဒူပူအမြတ်အောင်မြင်မှုအတွက်ကိုလည်းကျွန်တော်တို့အောင်ပွဲခံမယ်ပူအမြတ်အနေနဲ့ရန်သူတွေဝိုင်းပြီးတော့နော်စော်တာကိုခံနေရတဲ့နော်ကျွန်တော်တို့အေအေဆိုလို့ရှိရင်ဘင်္ဂလီဂျမ်ဘတ်အုပ်စုတွေအာဆာတို့ RSO တို့ AK နော် AR တို့နော်နောက်ကနောက်ကျောဓာတ်နဲ့ထိုးတာတွေခံရတယ်ကုလသမဂ္ဂမှာယူနွတ်ဆိုတဲ့ကောင်နော်အပုတ်ချတာကိုခံရတယ်ထွန်းခင်တို့နော်အာဂျင်တီးနားဖန်တရားရုံးမှာလာပြီးတော့အေခေါင်းဆောင်တွေကိုဝရမ်းထုတ်ပါဆိုပြီးတော့လုပ်တာတွေခံရတယ်ဒီလိုမျိုးဟာတွေခံရတဲ့အချိန်မှာလဲကျွန်တော်တို့ပြည်သူအယောက်ချင်းစီတိုင်းကအေဘက်ကနေပြီးတော့ပြက်ပြက်သားသားရက်တည်တယ်ဆိုတာကိုပြကြဖို့လဲလိုတယ်ဆိုတာကိုလဲကျွန်တော်တင်ပြခြင်းနဲ့ကျွန်တော်တို့အားလုံးအေရဲ့ခေါင်းဆောင်မှုနဲ့အတူ KIA ရဲ့ခေါင်းဆောင်မှုနဲ့အတူကျွန်တော်တို့မမိတ်မသွအောင်ပွဲကိုရအောင်ဆက်လန်းကြမယ်ယနေ့အေရဲ့ခေါင်းဆောင်အောင်မြင်မှုတွေ KIA ရဲ့အောင်မြင်မှုတွေကိုကြည်ချင်းအားဖြင့်နော်ကျွန်တော်တို့အညာဒေသမှာလည်းကျွန်တော်တို့ဒေသဆိုင်ကာကွယ်တပ်ဖွဲ့တွေရဲ့စော်နေတာတွေလှော်နေတာတွေကိုကြည်ချင်းအားဖြင့်ကျွန်တော်တို့ရဲ့တော်လှန်ရေးကြီးကနေ့စဉ်တိုး၍အထက်ရောက်နေတယ်နေ့စဉ်တိုး၍ရှေ့ကိုရောက်နေတယ်နေ့စဉ်တိုး၍အောင်မြင်မှုတွေရနေတယ်ဆိုတာကိုကျွန်တော်အနေနဲ့တင်ပြလိုတယ်ကျွန်တော်တို့တွေအားလုံးဒီတော်လှန်ရေးကြီးကိုအောင်မြင်သည့်အထိအောင်မြင်သည့်အထိအောင်မြင်သည့်အထိနိုင်သည့်အထိဝိုင်းပြီးတော့လှုပ်ဆောင်ကြမယ်နိုင်ကိုနိုင်မှဖြစ်ပြီဆိုတဲ့ဟာကိုလည်းနိုင်မှလည်းဖြစ်ပြီဆိုတဲ့ဟာကိုလည်းကျွန်တော်တို့စိတ်နှလုံးသွင်းလျက်အောင်ပွဲကိုအရောက်လှမ်းကြပါစို့လို့တိုက်တွန်းခွန်အားပေးနဲ့အရေးတော်ပုံမုတ်ချအောင်ကိုအောင်မည်အောင်ကိုအောင်မည်အောင်ကိုအောင်ရမည်နော်အဲ့တော့ကျွန်တော်ပြည်သူတွေနော်ဟုတ်ကဲ့ပါအားလုံးအရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့တွေကွန်မန့်ရေးလို့ရရင်ရေးပေးပါအာရခတက်တော် AA နဲ့အတူရက်တည်ပါပြီအဲ့တော့ကွန်မန့်ရေးလို့ရှိရင်နော်ကျွန်တော်တို့အာရခတက်တော်ဘိုးချုပ်ထွန်းမရနဲ့နှုတ်ဘက်ကနေပြီးရက်တည်တယ်ဆိုတာရေးလို့ရှိရင်ကျွန်တော်ထပ်မှန်ပြီးတော့မြတ်တာရက်ခံလို့တယ်ဘင်္ဂလီအကြမ်းဖက်အဖွဲ့တွေကိုရှုံချလို့ရတယ်ကွန်မန့်ရေးတဲ့အခါကြလို့ရှိရင်ဘာသာရေးလုံးဝမပါပါစေနဲ့ဘာသာကိုလုံးဝထည့်မရေးပါနဲ့နော်လူမျိုးတွေကိုဆဲဆိုတဲ့စကားလုံးတွေမပါပါစေနဲ့ဘာသာတွေကိုဆဲဆိုတဲ့ဟာတွေမပါပါစေနဲ့အဲ့လိုမျိုးရေးတဲ့သူတွေဒီလေစစ်ကောင်စီအကြမ်းဖက်စစ်တပ်ဤနော်6800ဇာတိဤနော်လှုပ်ဆောင်ချက်တာဖြစ်တယ်ဆိုတာကိုကျွန်တော်သတင်းစကားပေးခြင်းနဲ့ကျွန်တော်တို့ရဲ့ပြည်သူစစ်စစ်တွေဒီအချက်လက်ကိုပဲပြောတယ်လူမျိုးရေးခွဲခြားမှုမရှိဘူးဘာသာရေးတိုက်ခိုက်မှုမရှိဘူးသွေးထိုးလှုပ်ဆောင်မှုတွေကိုလက်မခံဘူးအဲ့တော့ကျွန်တော်တို့ဒါမျိုးတွေတွေ့ရင်လည်းကျွန်တော်တို့ဘမ်းမှာဖြစ်တယ်ဒလိမှာဖြစ်တယ်ကျွန်တော်တို့ပြည်သူအချင်းချင်းကြားမှာလည်းသတိပေးပါလူမျိုးရေးဘာသာရေးတွေเนาะကျွန်တော်တို့တိုက်ခိုက်မှုတွေမရေးနဲ့เนาะအဲ့လိုမျိုးတွေခွဲခြားမှုတွေမပါစေနဲ့ငါတို့တွေအချက်လက်ကိုကင်ပြီးတော့တမိုင်းအချက်လက်နိုင်ငံရေးအချက်လက်စီရေးအချက်လက်မနုဿဗေဒအချက်လက်เนาะအချက်လက်နောက်တစ်ခါကျတော့ကျွန်တော်တို့เนาะဒီကပတ်အချက်လက်အဲ့အချက်လက်ဒီပေါ်မူတည်ပြီးတော့ကျွန်တော်တို့အားလုံးကเนาะကျွန်တော်တို့အားလုံးကရက်တည်ရမှာเนาะအဲ့ဒါကိုကျွန်တော်ပြောချင်တယ်တစ်ချိန်ကမားခဲ့တယ်လို့ပဲဆိုရမလားတဲ့တိုင်းသားစီလုံးညီကြီးကလုတ်ခဲ့တဲ့နာပေါ့ဗျာเนาะလုတ်ခဲ့တဲ့နာပေါ့เนาะအေနဲ့တူရက်တည်ပါဤတဲ့ကျေးဇူးတင်တယ်အေနဲ့တူရက်တည်ပါဤဆိုတာကိုကွန်မန့်ရေးကြပါဒါအပြင်ကိုကျွန်တော်တို့စစ်ခွေးသင်္ချိုင်းစကိုင်းတိုင်းဆိုပြီးတော့ကျွေးကြော်ပြီးလှုပ်လာခဲ့တာတကယ်ကိုစစ်ခွေးသင်္ချိုင်းနေဖြစ်ခဲ့တယ်မလားเนาะအဲ့တော့ကျွန်တော်သတင်းစကားပေးချင်တာစစ်ခွေးသင်္ချိုင်းတနင်္သာရီတိုင်းစစ်ခွေးသင်္ချိုင်းမန္တလေးတိုင်းစစ်ခွေးသင်္ချိုင်းမကွေးတိုင်းစစ်ခွေးသင်္ချိုင်းပဲခူးတိုင်းစစ်ခွေးသင်္ချိုင်းဧရာဝတီတိုင်းစစ်ခွေးသင်္ချိုင်းရန်ကုန်တိုင်းဆိုပြီးတော့ရေးကြပါအဲ့ကွန်မန့်ကိုလှိုင်လေးရေးပြီးတော့များရှယ်ကြပါအချင်းချင်းလဲလက်တူပြီးပြောကြပါကျွန်တော်တို့ပြောလို့ရှိရင်အကြောင်းအရာပေါ်မူတည်ပြီးတော့အချက်လက်ပေါ်မူတည်ပြီးတော့ပြက်ပြက်သားသားရက်တည်လို့ရတယ်မှန်မှန်ကန်ကန်ရက်တည်ရဲရမယ်သို့တော့ဒီလိုပြောဆိုလုတ်ကင်တဲ့အချိန်မှာဘယ်တော့မှလူမျိုးရေးတော်၎င်းဘာသာရေးတော်၎င်းထိခိုက်ပြောဆိုခြင်းတွေ
လုံးဝပါလို့မရပြောဆိုခွင့်မရှိကျွန်တော်တို့ဒါကူလည်းလက်မခံဘူးဒါအပြင်လူအခွင့်အရေးဆိုတာကလူတိုင်းကိုရရမယ်သူပါသူလူအခွင့်အရေးကနော်တရားမဝင်ငါပဲဖြစ်ဖြစ်နော်နိုင်ငံသားပဲဖြစ်ဖြစ်ကျူးကျော်လာသူပဲဖြစ်ဖြစ်ညီသူကိုမဆိုကျွန်တော်တို့ကလူကုန်သိက္ခာရှိနဲ့လူအခွင့်အရေးကိုကျွန်တော်တို့ကလေးစားလိုက်နာတယ်ဆိုတာကိုလေကဘာကိုပြရမယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကအလွန်အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ထုံးခင်တို့ဘင်ဂျိုအုပ်စုတွေကအဲ့ဒီဘာသာရေးကိုကိုက်ပြီးတော့ကဘာမှာတို့ကလှုပ်ရှားနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘာသာရေးကိုလုံးဝထဲပြောလို့မရဘူးနောက်တစ်ခုတို့ကအဲ့ဘာသာရေးကိုနော်အကြောင်းပြုပြီးတော့ကဘာပေါ်မှာနော်ကျွန်တော်မှတ်မိသလောက်ဆိုလူ8ယောက်မှာ1ယောက်နဲ့တူပါရဲ့ sorry လူ8ယောက်လားလူ6ယောက်လားကျွန်တော်ကောင်းကောင်းမမှတ်မိတော့ပြန်ပြီးတော့အချက်လက်ကိုဆက်ရမှာမွတ်စလင်ကအလောက်ရှိတယ်အဲ့ဒီလူဦးရေထုကြီးကိုဘာသာရေးနဲ့ဆွဲခေါ်တဲ့အခါမှာနော်ဆွဲခေါ်တဲ့အခါမှာဥပြည်ပရောက်မြန်မာမွတ်စလင်လို့နာမည်ခံထားတဲ့အုပ်စုတွေတောင်မှအဲ့ဒီဘင်ဂျိုအုပ်စုတွေနဲ့လက်တွဲပြီးတော့နော် NUG ကို pressure ပေးပြီးတော့နော်ဒေါက်တာဝင်းမြတ်အေးတို့ကိုတောင်းပန်ခိုင်းနေတဲ့အထက်မှာပါတယ်လို့ကျွန်တော်တို့ကြားတာပဲအတိကျတော့မဟုတ်ဘူး90%တော့သိကြတယ်ပြောချင်တာကကျွန်တော်တို့ကအဲ့ဘာသာရေးပေါ်မှာမရက်တည်ပါနဲ့မြန်မာနိုင်ငံသားမြန်မာဖြစ်မှုပေါ်မှာရက်တည်ပါလို့မြန်မာမွတ်စလင်အတိုင်းအဝန်ကိုလည်းကျွန်တော်တင်ပြခြင်းသလိုကျွန်တော်တို့ကျန်တဲ့တိုင်းသားအသီးသီးကလည်းကျွန်တော်တို့ comment လုပ်မယ်ကျွန်တော်တို့ပြောဆိုကြတဲ့အခါမှာအဲ့သူတို့ရဲ့လုပ်နေတဲ့ cost ပေါ့နော်သူတို့ရဲ့လုပ်နေတဲ့အကြောင်းနော်ထိုးခင်လို့ဆိုဘင်ဂျိုမှာ row ကိစ္စလုပ်နေတာပေါ့ row အရေးလုပ်နေတာပေါ့အဲ့ဒီအကြောင်းအရာကိုပဲထည့်ပြောပါသူတို့ကဘာသာရေးနဲ့ຫນွယ်ပြီးပြောတာကိုလုံးဝလက်မခံပါနဲ့နော်အဲ့ဒါကိုစီးချပါသူတို့ကနေမို့ဆိုလို့ရှိရင်ရောင်တော်မြန်နဲ့ရောလွတ်ပြီးတော့ဘာသာရေးကိုအသုံးချပြီးတော့အဲ့ဘာသာရေးနဲ့သွေးခွဲတာဘာသာရေးလုံဆော်တာအဲ့ဒါတွေလုပ်လိမ့်မယ်ကွန်မန့်ရေးတဲ့အခါကျရင် share တဲ့အခါကျရင်ပြောတဲ့အခါကျရင်အဲ့ဒါကိုလုံးဝခွဲထုတ်ဖို့လိုသလိုထပ်မှန်ပြီးတော့သတင်းစကားပေးခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့မီဒီယာတွေအနေနဲ့ဘယ်တိုင်းရင်းသားကိုမှလူမျိုးနဲ့ဘာသာနဲ့တွဲမခေါ်ဘူးဥပမာဆိုဗမာဗုဒ္ဓဘာသာများလို့မပြောပါဘူးကချင်တွေပဲပြောပါတယ်ကချင်ခရစ်ယာန်များလို့မပြောပါဘူးသို့တော့ကမ္ဘာမီဒီယာဖြစ်ဖြစ်မြန်မာမီဒီယာဖြစ်ဖြစ်ဘာရေးလေးရှိလဲဆိုတော့ရိုမွတ်စလင်များဆိုပြီးတော့ဘာသာရေးနဲ့တွဲရေးတာကိုကန့်ကွက်ဖို့လိုသလိုမြန်မာမီဒီယာတွေမှာအဲ့လိုပြောဆိုရေးသားနေရတယ်လေရက်တက်မှုကျွန်တော်ဒီနေရာကနေတင်ပြပြီးတော့တိုက်တွန်းပြီးတော့နှိုးဆော်လိုပါတယ်နော်နှိုးဆော်လိုပါတယ်ဆိုတော့ဒါဒီသိအေးကြီးပါတယ်ဘာကြောင့်လဲ तू ကတမန်တကာလူမျိုးရေးနဲ့ဘာသာရေးနဲ့ကိုတမန်တကာကိုနော်လှုပ်ထားပြီးတော့နော်ထွန်းခင်တို့ကသူတို့ကအဲ့ဒါကိုသူတို့ရဲ့ role issue ကိုဘာသာရေးနဲ့ဆွဲညှိပြီးလို့ရှိရင် OIC လိုတိုင်းပြည်တွေရှိကအထောက်ပံ့ရေးတွေယူနော်တူရကီတို့ဘာတို့ဆိုအင်ဒိုနီးရှားတို့မလေးရှားတို့ဆိုတာဘာသာရေးနဲ့သွေးစည်းကုန်တာနော်ဘင်္ဂလားဒေ့ရှ်တို့ပါကစ္စတန်တို့ဆိုတာဘာသာရေးနဲ့သွေးစည်းကုန်တာအဲ့တော့ကျွန်တော်တို့ကဒါကိုခွဲထုတ်ပစ်ဖို့လိုပါတယ်ဒါဘာသာရေးနဲ့မဆိုင်ဘူးဒီအရေးအကြောင်းဒီသမိုင်းကြောင်းဆိုင်ရာကိစ္စဒီအရေးအကြောင်းဒီကျွန်တော်တို့နော်နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာကိစ္စဒီအရေးအကြောင်းဒီတိုင်းသားဟုတ်ချင်းမဟုတ်ချင်းကိစ္စဖြစ်တယ်ဆိုတဲ့ဟာဒီပေါ်မှာကျွန်တော်တို့ကခွဲထုတ်ပြီးပြောဖို့လိုတယ်ဆိုတာကိုကျွန်တော်အနေနဲ့တင်ပြခြင်းနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်တင်ပြလူတာကကျွန်တော်တို့ပြည်သူတွေနည်းနည်းရောထွေးနေတဲ့ဟာကိုမရောထွေးဖို့တင်ပြခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့ဗုဒ္ဓဘာသာဆိုတာဗုဒ္ဓဘာသာပါခရစ်ယာန်ဆိုတာကဘာသာပါ religion ပါနော်အစ္စလာမ်ဆိုတာကလည်းမွတ်စလင်ဆိုတာကလည်းဘာသာပါဟိန္ဒူဆိုတာလည်းဘာသာပါအဲ့တော့တချို့သောပြည်သူတွေတချို့သောမီဒီယာတွေကရေးတဲ့နေရာမှာလူမျိုးနဲ့ဘာသာနဲ့မကွဲဘဲနဲ့ဘာရေးလဲရှိလဲဆိုတော့နော်ငါတို့ကမွတ်စလင်လူမျိုးတွေငါတို့ကဟိန္ဒူလူမျိုးတွေဒီလိုရေးကြတဲ့ပုံစံမျိုးတွေတွေ့ပြီးတယ်ဒါသည်လုံးဝမှားပါတယ်အဲ့တော့လူမျိုးနဲ့ဘာသာနဲ့ကွဲဖို့လိုပါတယ်အဲ့တော့မွတ်စလင်ကိုးကွယ်တဲ့ထက်မှာဗမာရှိနိုင်တယ်တရုတ်ရှိနိုင်တယ်ထိုနည်းတူစွာပဲခရစ်ယာန်ကိုးကွယ်တဲ့ထက်မှာကျွန်တော်တို့နော်ကရင်ရှိမယ်ကချင်ရှိမယ်ဗမာရှိမယ်အဲ့တော့လူမျိုးနဲ့ဘာသာနဲ့ကိုခွဲပြီးပြောဖို့လိုပါတယ်မရောထွေးပါနဲ့အဲ့ဒါဒီလေကျွန်တော်တို့နော်သမိုင်းကြောင်ရောတော်လည်းရေးရောရှုပ်ထွေးစေနိုင်ပါတယ်
နော်အဲ့တော့ကျွန်တော်တို့ကဘာသာရေးကိုတော်လှန်ရေးကနေလုံးဝခွဲထုတ်ပြရမှာလားနော်ဘာကြောင့်လဲဆိုတော့အဲ့ဘာသာရေးကိုလုတ်ပြီးတော့လှုပ်ဆော်လို့ရှိရင်ကျွန်တော်တို့မြန်မာပြည်ရဲ့အရေးရခိုင်အရေးကပုံမှုပြီးတော့ရှုပ်ထွေးလာလိမ့်မယ်သူတို့ကဘာသာရေးကိုအကြောင်းပြုပြီးတော့ဟိုအာဖဂန်နစ္စတန်ကတာလီဘန်တွေကိုစီးရုံးတယ်ဘာသာရေးကိုအကြောင်းပြုပြီးတော့ Middle East က Hamas တွေကိုစီးရုံးတယ်ဘာသာရေးကိုအကြောင်းပြုပြီးတော့ပတ်စံတွေကိုယူတယ်ဘာသာရေးကိုအကြောင်းပြုပြီးတော့ငိုချင်းတွေချပြီးတော့ဒီဘာသာဝင်တွေကိုလုတ်ပါတယ်ဆိုပြီးတော့ပြောဆိုမှုတွေလုတ်တဲ့ဟာကိုကျွန်တော်တို့ကခွဲထုတ်ပြရမယ်အဲ့တော့ AA ရဲ့ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကပညာရှိပိသားစွာနဲ့ငါတို့ဒီမွတ်စလင်အတိုင်းဝိုင်းကိုကောင်းကောင်းစောင့်ရှောက်တယ်ဗလီဖွင့်ပြတယ်ငါတို့ရဲ့အာရကတက်တော်ရဲ့အုပ်ချုပ်မှုနယ်မြေမှာမွတ်စလင်အတိုင်းဝိုင်းတွေရှိတယ်ဆိုတာကိုအင်တာဗျူးတွေလုပ်ကြတယ်ကျောင်းဆရာတွေထဲမှာမွတ်စလင်တွေအများကြီးပါတယ်ဆိုတာကိုသတင်းတွေထုတ်ပြန်ပေးတယ်ဒီလိုသတင်းတွေကိုကျွန်တော်တို့အရောက်ချင်းစီတိုင်းကများလေးဝိုင်းပြီးတော့မြင့်တင်ရမယ်ရှယ်ရမယ်ကြိုးဆိုရမယ်ကျွန်တော်တို့လည်းကြိုးဆိုတယ်ဘာကြောင့်လဲဒါတွေဒီကျွန်တော်တို့ဒီတိုင်းပြည်ကြီးဒီဒေသကြီးကောင်းမွန်ဖို့အတွက်ပူးတွဲပြီးလှုပ်ဆောင်နေတာကျွန်တော်တို့ကကျေနပ်တယ်လို့ငြင်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးအတွက်ကိုလှုပ်ဆောင်မှုအရာအမြတ်ကိုကျွန်တော်တို့ကြိုးဆိုတယ်အဲ့တော့မြေပြင်မှာရှိတဲ့မွတ်စလင်အတိုင်းဝိုင်းကသူကငြင်းချမ်းလို့ကျင်တယ်သို့တော့ဒီနိုင်ငံတွေကိုရောက်နေတဲ့ထွန်းခင်တို့ရိုးအရေးကိုဒေါ်လာစားနေတဲ့အုပ်စုတွေကပြဿနာဖြစ်အောင်လို့အာဆာတို့ RSO တို့ ARA တို့နဲ့ funding ဒေါ်လာသန်းပေါင်းများစွာကိုရနေတာနှစ်စဉ်အဲ့ဒါကိုလှုပ်ရှားခြင်းတဲ့အခါကျတော့ဒီပြဿနာကြီးပြေလည်သွားမှာကိုတို့ကမလိုလားဘူးအဲ့တော့အမျိုးစုံကိုကြိုးခုံပြီးတော့ဒုတ်ထိုးနေတာဖြစ်တယ်နော်ခါချင်းအောင်ကိုဒုတ်နဲ့ထိုးနေတာပြဿနာကိုအမြဲတမ်းစီလိုအပေါက်ရှာနေတာဖြစ်တယ်အဲ့တော့သူတို့ဖြစ်စေခြင်းတဲ့ထောင်ချောက်တဲ့ကိုကျွန်တော်တို့ကလုံးဝဝင်သွားလို့မရဘူးဆိုတာကိုထပ်မံပြီးတော့တင်ပြခြင်းနဲ့အဲ့တော့ကျွန်တော်တို့ဒီအဲ့ဒီကိစ္စမှာလူမျိုးရေးနဲ့ဘာသာရေးကိုခွဲထုတ်ပါတခါလူမျိုးနဲ့ဘာသာနဲ့ကိုကွဲပါဟိုမဲ့ရေးရင်ပြောဆိုကြမယ်ရှယ်ကြမယ်ဆိုရင်ဘာသာဒီဘယ်ဘာသာကိုမှထိခိုက်အောင်ဆဲဆိုခြင်းတွေတင်ချခြင်းတွေတက်ခတ်ခြင်းတွေလုံးဝမပါပါစေနဲ့ဘယ်လူမျိုးကိုမဆိုဥပမာဆိုသူတို့ပြောတဲ့ rose ဆိုတဲ့လူမျိုးဖြစ်ဖြစ်နော်ဘင်္ဂလီဆိုတဲ့လူမျိုးဖြစ်ဖြစ်အဲ့ဒီမှာရှစ်မှာကျွန်တော်နှိမ်ချတဲ့စကားလုံးတွေနော်ဆဲဆိုတဲ့စကားလုံးတွေလုံးဝမပါပါစေနဲ့အချက်လက်တီးတန့်ကိုရေးပါကျွန်တော်တို့ဒီစိတ်ခံစားချက်ကိုဖယ်ထားပါ emotion ကိုဖယ်ထားပါအဲ့ဒီအကြောင်းအရာတွေပြောတဲ့အခါကျရင်လုံးဝကိုလက်တွေ့ကြငါတို့ကတော့ဒီလိုယုံကြည်တယ်ဒီတော့ကတော့သမိုင်းအချက်လက်ကဒါဖြစ်တယ်ဆိုတဲ့အချက်လက်ကိုပဲပြောပါအဲ့လိုမျိုးအချက်လက်ကိုပဲပြောလို့ရှိရင်ကျွန်တော်တို့နိုင်မယ်အေးအဲ့လိုမျိုးအချက်လက်မဟုတ်ဘဲနဲ့စစ်ကောင်စီအကြမ်းဖက်သမားတွေကနေသွေးထုတ်လှုပ်ဆော်ပေးတဲ့နောက်ကိုပါသွားလို့ရှိရင်ကျွန်တော်တို့ခံရလိမ့်မယ်ဘာကြောင့်လဲကဘာပေါ်မှာလူကြီးပါနော်ကျွန်တော်တို့လူ6ယောက်မှ1ယောက်နဲ့တူတယ်မစလင်ဖြစ်တယ်ဘာသာရေးနဲ့သွေးစီပြီးပြောလို့ရှိရင်ဘာသာရေးဆိုတာကအရန်သွေးစုလွယ်တယ်နော်သွေးစုလွယ်တယ်ဒါအပြင်လူကြီးလည်းတအားများသလိုသူတို့မှငွေကြေးတက်နိုင်တယ်အရှိအလဲပိုင်းကပတ်စံငွေကိုရေးလို့သုံးပြီးတော့ဘာသာရေးအတွက်ဆိုရင်နိုင်ငံအနှံ့မှာထောက်ပံ့နေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအချက်အလက်နဲ့ကျွန်တော်တို့ပြောဆိုကြဖို့သိအရေးကြီးတယ်ဆိုတာကိုကျွန်တော်အနေနဲ့ကျွန်တော်ပြည်သူတွေကိုသတင်းစကားပေးကြတယ်အချက်လက်ကိုပြောပါအချက်လက်ကိုရေးပါအချက်လက်ကိုပြောဖို့ရေးဖို့အတွက်ကိုလည်းတတ်သိရှိပါရင်ဆိုင်ရဲပါเนาะဒါကိုလည်းကျွန်တော်တင်ပြကြတယ်အဲ့တော့ကျွန်တော်မေးခွန်းနေရှိပါသေးသလားအဲ့တော့ကျွန်တော်တို့ကွန်မန့်ရေးပါเนาะအရကတက်တော့ AA ရဲ့ခေါင်းဆောင်မှုကိုယုံကြည်ပါတယ်เนาะဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့အတူတူရက်တည်ပါတယ်ကွန်မန့်ရေးပါကျွန်တော်တို့လူဦးတော်လိုက်အောင်ကိုအောင်ရမယ်เนาะနောက်တစ်ခါကျတော့ကျွန်တော်တို့เนาะနောက်တစ်ခါကျတော့เนาะနောက်တစ်ခါကျတော့ကျွန်တော်တို့စစ်ခွေးသင်္ချိုင်းအေယာဝတီတိုင်းစစ်ခွေးသင်္ချိုင်းပဲခူးတိုင်းစစ်ခွေးသင်္ချိုင်းမကွေးတိုင်းစစ်ခွေးသင်္ချိုင်းစကိုင်းတိုင်းစစ်ခွေးသင်္ချိုင်းတနင်္သာရီတိုင်းစစ်ခွေးသင်္ချိုင်းเนาะရန်ကုန်တိုင်းရေးပါမလာဂျမ်ပါစစ်တပ်ကိုကျွန်တော်တို့ကဖြုတ်ချရမယ်ရအောင်ကျွန်တော်တို့တော်လိုင်းအောင်ပြီးသွားတဲ့အချိန်ကျရင်အဲ့ဒီအဂျမ်ပါစစ်တပ်ကြီးတစ်ခုလုံးကျွန်တော်ဖျက်သိမ်းရမယ်လုံးဝဖျက်သိမ်းမယ်ပြီးရင်နောက်ကြောင်းပြန်အကုန်လုံးအရေးယူမယ်သူတို့ခိုးစားထားသမျှပြန်သိမ်းမယ်နိုင်ငံတကာမှာဆွစ်ဇာလန်ဘဏ်မှာပဲပို့ထားဒူဘိုင်းဘဏ်မှာပဲပို့ထားသူတို့ခိုးထားတဲ့ပတ်စံတွေပါရအောင်ပြန်ယူပြီးတော့မလာဂျမ်ပါစစ်တပ်နဲ့တကွနော်ကျွန်တော်တို့ဒီပြစ်မှုကျူးလွန်တဲ့အကောင်တွေဟိုထိတ်ဆုံးကမလာနေအစအောက်ဆုံးကအယိုးကိုက်ခွေးအထိအားလုံးကိုပြက်သားနော်နောက်ကြောင်းပြန်အရေးမှဖြစ်တဲ့အကြောင်းထပ်မံပြောကြတဲ့ငါတို့နိုင်ကိုနိုင်ရမယ်အရေးတော်ပုံအောင်ကိုအောင်မယ်
အဲ့တော့ share လို့ရရင် share ပေးပါကျွန်တော်ခုနအဆိုပြုတင်ပြတဲ့ comment တွေကိုရေးပေးပါထပ်ပြီးတော့သတိပေးပါမယ်ဘာသာနဲ့လူမျိုးနဲ့မတူပါဘူးမွတ်စလင်ဆိုတာလူမျိုးမပါဘူးမွတ်စလင်ဆိုတာဘာသာဝင်ဖြစ်တယ် comment ရေးလူမျိုးရေးတွေဘာသာရေးတွေဆဲဆိုမှုတွေတိုက်ခိုက်မှုတွေလုံးဝမပါအောင်ရေးပေးပါလို့ထပ်မံပြီးတော့ပြောချင်တယ်ငါတို့အောင်ကိုအောင်အမည်ဆိုတာကိုလည်း comment ရေးပါအောင်ရမယ်နိုင်ကိုနိုင်ရမယ် comment ရေးပေးပါเนาะကျေးဇူးအများကြီးတင်ပါတယ်เนาะ